ဟုတ်ပြီစမ်းကြည့်ရအောင်ဗျာကျွန်တော်တို့ရင်နော်ဟုတ်ပြီ तू ကအစင်ပြေတာလူနှိမ့်လိုက်ရှေ့အတိုင်းပဲခေါ်ပြီးတော့ကွက်တိရတယ်တခြားဟာတွေဆိုရင်အဲ့လိုမျိုးဟို6ထောက်ကနဲ့လက်နဲ့မထက်ရင်ဗျာတည်မလား6ထောက်နဲ့လက်နဲ့မထက်ရင်တိုင်ပတ်နေတာဟိုလွဲသွားတာပေါ့နော်ဒါကတော့လုံးဝ100ရာခိုင်နှုန်းတိတိကျကျရတယ်အရှိကြီးလေးပတ်လို့ရတယ်ကျွန်တော်ကတော့ခတ်တူတူပဲပတ်ပေးမယ်နော်ဒီမှာတော့6ထောက်ကလေးသုံးမှရမှာနော်ပတ်သွားပြီလူပတ်သွားပြီနောက်တစ်ခါလိုက်မယ်လိုက်ထပ်ပြီဟုတ်ပြီနောက်တစ်ခါထပ်မယ်လိုက်ထပ်ပြီဒီမှာကျွန်တော်မတီးတော့နော်မိုက်တယ်နော်ဟာမိုနီလိုက်လာထားပြီဟုတ်ပြီနောက်တစ်ခုထားမယ်ဟုတ်ပြီထားပါတော့နော်အဲ့တော့ဘာလုပ်ရမှာလဲဆိုတော့ပြောချင်တာဒါကကျွန်တော်လိုက်ထပ်တာမထပ်ချင်လည်းပလေးမှုနဲ့ဟာလာကိုယ့်ဘာကို rhythm D drum လေးနဲ့ကျွန်တော် backing နေ solo တွေလိုက်ပြီးကျင့်လို့ရတယ် riff တွေလွယ်ကူ idea တွေထုတ်လို့ရတယ်အရင်ကအကျိုးဟိုဟာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုသွားမယ်ဒါကြတော့ကျွန်တော်တို့ဒါကြတော့ lead လို့ဟာပါတော်ကောင်းတယ်နော်အရေးသွေးရဒီအတန်တော်တော်ကိုကောင်းတယ်အရေးသွေးတန်နော်ဟုတ်ပြီအဲ့ဒါမှလည်းကျွန်တော်တို့ဒီမှာကျ drum line တခြားတစ်ခုထုတ်လိုက်မယ်နော် drum လေးအများကြီးပဲဒါ sample ပေါ့ကျွန်တော်ရှောက်တီးမယ်နော်နမူနာပေါ့နော်ကဲဟုတ်ပြီကဲမခေါ်လိုက်မယ်ဒါဆိုပတ်သွားပြီဟုတ်ပြီနော်အဲ့ဒီမှာပလင်းမှုမှာတောက်လျှောက်လိုက်ကြီးနေရုံပဲလိုက်မထပ်ဘူးကိုကနောက်တစ်ချက်နှိမ့်မှထပ်တယ်နော်အဲ့ဒါတွေကိုလည်းကျွန်တော်အကုန်လုပ်ပြီထပ်သွားပြီတွေ့လားမိုက်သွားပြီကဲဒါကတော့ညာရှိသလိုသုံးပါနော်